ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇတ်လန်းလေးကတော့အိမ်နောက်ဖေကသူမဆိုတဲ့ဇတ်လန်းလေးပဲဖြစ်ပါတယ်စိတ်ကူရင်ဇတ်လန်းလေးဖြစ်လို့နားလဲပေးကြပါအောင်ခင်ဗျာမင်းမျိုးနယ်အနီးကရွာကလေးတစ်ရွာမှာကျွန်တော်အဖိုးပိုင်တဲ့အိမ်တစ်လုံးရှိတယ်အိမ်နောက်ကချောင်းတစ်ချောင်းရှိတယ်အဲချောင်းကညဘက်ဆိုတရေရမ်းချောက်တယ်လို့လူတချို့ကပြောနေကြတယ်အဲအိမ်ကို2022ခုနှစ်မှာမောင်တူရနဲ့သူ့မိသားစုကဖိုးကြီးအမွေဖြစ်ပြန်ရယူပြီးနေရတယ်သူတို့နေရတဲ့နေအနှဲငယ်အတွင်းမှာပဲအံ့ဩဖွယ်ရာတွေအများကြီးဖြစ်လာတယ်။ညဘက်တိုင်းမှာအိမ်နောက်ကချောင်းမှာမိမ့်မတန်တန်နဲ့ပုတ်စော်နှံနေတဲ့သူတို့တတိထားမိကြတယ်။တညတော့မောင်တူရကသူ့အိမ်မှာပစ္စည်းတွေသူဖာသာရွေ့နေတာကိုတွေ့လိုက်ရတယ်။သူ့သားငယ်လေးကတော့ညတိုင်းအိမ်မပျော်ပဲအိမ်မက်ဆိုးတွေမက်ပြီးလက်ငူနေတယ်။သူ့ဇနီးကတော့အိမ်နောက်ကိုရောက်သွားတဲ့အချိန်မျိုးမှာမှောင်မှောင်ညစ်ညစ်ဖြစ်ပြီးစပင်ဖားရှာနဲ့အနံ့ပြင်းပြင်းရှိတဲ့ရုပ်ကိုမြင်တယ်လို့ပြောပြတယ်။ဒါနဲ့သူတို့မတင်ကာတာနဲ့ရွာဖုံကြီးเจ้าကိုသွားပြီးအကျိုးအကြောင်းပြောပြတယ်ထိုအချိန်မှာဖုန်းကြီးကပြောတယ်အိမ်နောက်ကချောင်းဟာမတော်သောသွေးနဲ့ဆူဆွတ်နေတဲ့နေရာဖြစ်တယ်။မင်းအဖိုးကတခါတုန်းကမိမတအူးကိုတက်ပြီးချောင်းထဲမှာပစ်ထားလိုက်တယ်။သူကဒီနေ့ထိမကျွတ်နိုင်သေးဘူးလေသူစိတ်တန်ရာနဲ့ဝိညာဉ်မသက်တာလို့ချောင်းထဲမှာပဲတရေဖြစ်ရှိနေတုံးပဲတညမှာမောင်သူရနဲ့သူ့ဇနီးဟာအိမ်မှာမရှိပဲအပြင်သွားခဲ့တယ်။သူ့သားငယ်လေးကိုအိမ်ပေါ်မလေးကိုတရက်လောက်ထိန်းထားပေးဖို့ပြောခဲ့တယ်။ည7:00နာရီမှာအိမ်ဖော်မလေးကလုံးဝအတန်မထွက်ဘဲရင်တထိတ်ထိတ်နဲ့ဖုန်းခေါ်တယ်သူတို့အိမ်နောက်ကချောင်းထဲကအတန်ထွက်လာပြီးလူရိပ်တွေ့လို့ပြောပြီးကြောက်လန့်နေခဲ့တယ်ဒါနဲ့ပဲသူတို့နှစ်ယောက်အမြင်ပြန်လာခဲ့မယ်ဆိုပြီးဖုန်းချသွားတယ်ထိုအခါငါစီလာခဲ့လေတူဆော့မယ်ဆိုတဲ့အတန်တွေကြာရပြီးတားလေးကဘဲပြောက်သွားမှမသိလိုက်ဘူးအိမ်ဖော်မလေးလဲလိုက်ရှာနေရင်အိမ်နောက်ဖေးရောက်တော့မျက်လုံးပြူသွားတယ်ခလေးကလေပေါ်မှာမြောက်နေပြီးရီမောနေတယ်သူလဲကြောက်ကြောက်နဲ့ခေါ်တော့ခလေးရုပ်တရက်အောက်ကိုကျလာပြီးငိုနေတော့တယ်တိတ်မကြခင်မှာပဲကားဟွန်းတီးတန်ကြရပြီးခလေးလက်ကိုဆွဲပြီးထွက်ကြည့်လိုက်သည်မောင်သူရတို့ပြန်လာတဲ့ညမှာပဲမိုးရမ်းတဲ့နေတယ်သူတို့နောက်ွယ်ကမိမအတန်တန်လဲကြားလိုက်တယ်ငါသားငယ်လေးပြန်လာခဲ့လို့ခေါ်နေတယ်ညနောက်ရက်မှမောင်သူရတို့မိသားစုကတခြားရွာတရွာကိုပြောင်းသွားကြတယ်သူတို့သားငယ်ကတော့တခါအိမ်မက်တွေမက်ပြီးလန့်ငိုလေးရှိတယ်မောင်သူရကိုယ်တိုင်လည်းညဖက်တွေဆိုနားထဲမှာငါသားလေးဆိုတဲ့အတန်တွေကြားရပြီးလန့်နေတတ်တယ်နောက်ရက်မှာတရားတွေနာရေးဆက်ချတော့မှသူမလည်းကျွတ်လွတ်သွားပါတော့တယ်သူတို့လည်းကောင်းကောင်းအိပ်ပျော်ကြတော့တဲ့အချိန်တွေကြာလာတော့မှသူတို့မိသားစုလေးလည်းအေးအေးချမ်းချမ်းနေရပါတော့တယ်နားဆင်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ